Elon Musk ကြီး trillionaire ဖြစ်သွားတော့ comment တစ်ခုကိုကျွန်တော်တွေ့လိုက်တယ်သူဘာပြောလဲဆိုတော့ Elon Musk ကြီးကညှက်လိုက်တာပေါ့နော် trillionaire သာဖြစ်သွားတာဘာအောင်မြင်ရေးတင်တန်းမှမဖွင့်တော့ဘူးပေါ့နော်တကယ်လဲသဘောကျဖို့ကောင်းတယ်ဟုတ်တယ်သူပြောတာဘာလို့လဲဆိုတော့ဒီအာတင်တန်းတော်တော်များများရှိထုတ်တင်တန်းတွေများတယ်တော်တော်များဘယ်လိုမျိုးဟာပြောတယ်လဲဆိုတော့ဒီအောင်မြင်တင်တန်းတို့တကယ်တမ်း business မလုပ်ဘူးတဲ့လူတွေက business အကြောင်းပြောနေတာတို့business လုပ်ဘူးတဲ့လူတွေကတော့သိတယ်ပေါ့နော်ဒါပေမဲ့ business မလုပ်ဘူးတဲ့လူတွေကျတော့မသိဘူးလေနော်အဲ့ဒီဟာကိုနောက်တစ်ခုကAI သုံးတဲ့လူတွေကသိတယ်ဒါပေမဲ့ AI မသုံးတဲ့လူတွေ AI တင်တန်းပတ်သက်နေတာတော့ပေါ့နော်ဒါကဝေဖန်တာတော့မဟုတ်ပါဘူးဒီတော်တော်များကျွန်တော်ကိုမေးကြတယ်ထိုင်းစာတင်ချင်ထိုင်းစကားတင်ယူချင်တယ်ပေါ့နော်ဒါဘယ်တင်တန်းတက်ရမလဲဒါမှမဟုတ် English တင်ချင်တယ်ဘယ်တင်တန်းတက်ရမလဲပေါ့လဲပေါ့နော်ကျွန်တော်ကိုမေးတော့ကျွန်တော်ကဘာပြောကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ပဲကျွန်တော်ပြောပြတာကျွန်တော် sharing လုပ်နေရလဲကျွန်တော်တို့ဘယ်လိုလုပ်လဲကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်အဓိကပြောပြတာပေါ့နော်အဲ့တော့ကျွန်တော်စင်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဒီဆရာကောင်းတယ်ဒီဆရာမကောင်းတယ်လို့ပြောတယ်ဆိုတာထက်လေကျွန်တော်ကဘယ်လိုပြောမှလဲကျွန်တော်နဲ့အဆင်ပြေတဲ့ဆရာမတင်တဲ့ပုံစံကဒီလူတွေနဲ့အဆင်ပြေချင်မှအဆင်ပြေမှာလေနော်အဲ့တော့အမျိုးမျိုးရှိနိုင်တယ်ပေါ့ကွာအဲ့ဒါတွေကအဲ့တော့ကျွန်တော်ကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ကဒီဘာသာစကားတစ်ခုကိုမတက်ခင်ပေါ့နော်မတက်ခင်ကျွန်တော်ဒီ YouTube channel တို့ဒီအဓိကတော့ YouTube ပဲပေါ့နော် YouTube ကိုအဓိကလေ့လာတယ်အဓိကအများကြီးလေ့လာသူတို့ YouTube ဗီဒီယိုပေါင်း900 300လောက်ထိလေ့လာတယ်အဲ့ဒါမှကျွန်တော်တကယ်ကြိုက်တယ်တကယ်ကိုစကိုထဲဝင်တင်တယ်တကယ်ကိုဥမာထိုင်းစာတင်တယ်ထိုင်းစကားပြောတတ်တဲ့လူဖြစ်ရမှာပေါ့နော်မွတ်နေရမှာပေါ့နော် English စာတင်တယ်ဆိုရင် English စာမွတ်နေရမှာပေါ့နော်ဥမာဒီလုပ်ငန်းအကြောင်း management တင်တယ်ဆိုရင်သူ့ရဲ့နောက်ကွယ်မှာသူ run နေတဲ့ business တွေရှိရမှာပေါ့နော်သူ run နေတဲ့ business တွေမရှိဘဲနဲ့သူ business အကြောင်းတင်တယ်ဆိုတော့ဘယ်လိုပြောမှာတော့မသိဘူးပေါ့နော်အဲ့လိုမျိုးပုံစံပေါ့ဒီအဲ့တော့ကိုပိုင်အရင်လေ့လာပါပေါ့နော်လေ့လာပြီးမှဒီဆရာကိုငါယုံတယ်ဆိုမှပတ်စံပေးပေါ့နော်အပြင်းထူပြီးတော့တင်တန်းကိုရင်အားပေးရင်မတက်ဖြစ်ဘူးအဲ့လိုမျိုးပုံစံသွားတယ်ဆိုတာတက်ဒီပတ်စံကကိုယ့်လက်ထက်မှာရှိရတန်ဖိုးအရှိဆုံးလေနော်အဲ့တော့ဒီသူများကိုလွယ်ပေးမှထက်လေအဲ့တော့ကိုတကယ်လေ့လာပြီးမှတက်ပါပေါ့နော်တင်တန်းဓာကြီးကဒီလူနဲ့အကိုက်ညီဆုံးလို့ပြောရမှာပဲအကယ်၍တဲ့ရောက်ကိုဘယ်တင်တန်းကောင်းလဲလို့မင်းနေတေးတယ်ဆိုရင်လည်းအဲ့ဒါကဘာလဲဆိုကိုယ်တိုင်မလုပ်သေးလို့တခါတလေကျတော့ language တခုကျတော့ကျွန်တော်တို့လေ့လာချင်တာလေ့လာဖူးချင်တာပေါ့နော်နည်းနည်းစူးစမ်းချင်တာအဲ့လောက်အဆင့်ပဲရှိတယ်တကယ်မတက်မြောက်ချင်ဘူးဆိုတဲ့အနေအထားရှိတယ်အဲ့ဆိုတင်တန်းတွေအပ်လက်မယ်ဆိုရင်ပတ်စံတွေအများကြီးကုန်ပါပေါ့နော်အလကားကုန်ပါပေါ့နော်ကိုလက်တကယ်လို့ဖြစ်တာမဟုတ်ဥမာကေတာတင်တန်းတွေဆိုရင်ဒီတကယ်80ခန်းလုံးလောက်တော့အပ်ထားတဲ့လူငယ်တွေကမတတ်တော့ပေါ့နော်ဗီဒီယိုတော့အကုန်လုံးမကြည့်တော့အဲ့လိုမျိုးပုံစံအကုန်လုံးမလေ့ကျင့်တော့ဆိုတဲ့ပုံစံရှိတယ်အဲ့တော့ကိုတကယ်ဝါသနာပါအကြောင်းကိုတကယ်လေ့လာခြင်းကြောင့်အရင်တကယ်ဖြစ်တယ်ဆိုရင် YouTube ပေါ်မှာအဲ့ဒီဆရာမတွေတင်ထားတဲ့ဗီဒီယိုအများကြီးရှိရပေါ့နော်အဲ့ဒီဟာကိုအရင်တက်အဲ့ဒါကိုကတကယ်သဘောကျမှသူတို့နဲ့သွားပါနော်နောက်တစ်ခုAI အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ဒီပုံမှန်ကတော့အခုခေတ်ကတော့ဒီလိုမျိုးပုံစံကွာဒီ engineer သမားတွေကပေါ့နော်ဒီ user friendly လုပ်အောင်ပဲလုပ်ထားကြတာပေါ့နော်ဆိုလိုတာကဘာလဲဆိုတော့ product တစ်ခုကလူတွေများကောင်းသုံးနိုင်တယ်ဆိုရင်ပူရောင်းကောင်းတယ်မလူတွေသုံးရတာခက်တယ်ဆိုရင်ရောင်းအားနည်းတယ်ပေါ့နော်ရောင်းအားပိုနည်းတယ်အဲ့လိုမျိုးပုံစံဆိုတော့သူတို့ကတတ်နိုင်တလောက်ဘယ်အရာဘယ် set ဘယ် grid ကိုပဲဖြစ်လူတွေကိုသူက user manual ကိုပေးတယ်ပေါ့နော်သူလူတွေကိုလွယ်အောင်သူတို့လုပ်ထားပေးတယ်ပေါ့နော်ဥပမာ AI ဆိုရင်လည်းပို့ပြီးတော့ဟုတ်တယ်ပေါ့နော် AI ဆိုတာတကယ်ခက်ခဲတဲ့အရာတွေကိုသူတို့ကအရင် system တွေကိုသူတို့သုံးပြရတဲ့လူလွယ်အောင်လုပ်ထားပေးတာအဲ့တော့အဲ့ဒီလွယ်နေတဲ့အရာကိုဒါပေမဲ့လွယ်နေတဲ့အရာကိုကတင်တန်းတွေပါတယ်တက်ဖို့လို့သေးတယ်ဆိုရင်တော့တစ်ချက်လောက်တော့စဉ်းစားရမှာပေါ့နော်ဘယ်လိုသုံးရမလဲဆိုလိုတာဘယ်လိုသုံးရမလဲဘယ်လိုလုပ်ရမလဲဆိုတော့ကိုယ့်အရင်လေ့လာအကဲလုံးမရဘူးပေါ့နော်ငါတင်တန်းတက်မှရမယ်ဆိုတဲ့အဆင့်ကြမှာတင်တန်းတက်ဒါဆိုရင်ပတ်စံကုန်ရတာပို့ပြီးတော့တက်တာတယ်ရမယ်လို့လည်းကျွန်တော်ထင်တယ်ပေါ့နော်တချို့လူတွေကျတော့အပြင်းထူပြီးတော့တင်တန်းကိုရင်အားတယ်ပြီးရင်တကယ်လည်းမလုပ်ဖြစ်ဘူးတကယ်
နောက်တစ်ခုအခုဒီ online ပေါ်မှာလည်းပစ္စည်းတွေရောင်းကြတာပေါ့နော်တကယ်ကောင်းတယ်ပေါ့ကောင်းတယ်လို့ပြောတာလွယ်လေဒီနေ့တော့ကျွန်တော် website အကြောင်းပြောဖြစ်သေးတယ်အဲ့ဒီ website creator တယောက်ကကျွန်တော်ဒီ website update လုပ်ဖို့ develop လုပ်ဖို့ကျွန်တော်လာပြောတော့ကျွန်တော်တွေးထဲမှာပေါ့နော်website တွေကဘယ်သူမဆိုကွာအရန်လှအောင်ပေါ့နော်အရန် marketing ကောင်းအောင်ပေါ့နော်နောက်တစ်ခုဒီလပတဲ့စကလုံးတွေတုံးလို့ရတယ်ကွာလပတဲ့ပုံတွေတုံးလို့ရတယ်ဒါပေမဲ့လူတွေရဲ့ပြဿနာကအဲ့ဒီပြဿနာမဟုတ်ဘူးပြဿနာတော်တော်များများဖြစ်နေတဲ့လုပ်ငန်းမှာဖြစ်နေတဲ့ပြဿနာကသူတို့ပုံမလာတဲ့ပြဿနာမဟုတ် marketing မကောင်းတဲ့ပြဿနာမဟုတ်ကြောင်ငံမကောင်းတဲ့ပြဿနာမဟုတ်သူတို့ရဲ့ပြဿနာကသူတို့ marketing မှာပြောထားတဲ့စကားလုံးသူတို့ပုံမှာပြထားတဲ့ပုံမှာပြထားတဲ့အရာပေါ့နော်အပြစ်မှာတကယ် deliver တကယ်မပေးနိုင်တာ customer တွေကိုမပေးနိုင်တာပြောရမှာဆိုရင်အခုသူ့ရဲ့ marketing မှာဆိုရင်24 hour 24နာရီအလုပ်လုပ်တယ်တပတ်မှာ9ရက်အလုပ်လုပ်တယ်ဆိုရင်အဲ့ဒီအတိုင်းလိုက်လို့ဖို့အရန်ခက်တယ်ဘာလို့ဆို niche ပေါ့ဆိုတော့ niche နဲ့တွားရတာအဲ့တော့ဆိုလိုတာက marketing ကလုပ်ဖို့အရန်လွယ်တယ်ပေါ့နော်ဒါပေမဲ့ခက်တာဘာလဲဆိုတော့ဒီအဲ့ဒီကိုပြောထားတဲ့အရာကိုလုပ်ဖို့ပဲအဲ့ဒီဟာအရန်ခက်တယ်အဲ့လိုမျိုးဆိုတော့ဒီကိုကတခုခုလေ့လာမယ်ဆိုရင်ကိုကအရင်လေ့လာကွာဟုတ်တယ်မလားအဲ့ဒါမှတကယ်ကိုတိမှာဥပမာဗျာကျွန်တော်နောက်ထပ်ဥပမာတစ်ခုပြောမယ်အရင်တော့ကျွန်တော်လုပ်ငန်းမှာဒီWi-Fi တက်ဖို့ဆိုပြီးတော့လေဒီ Wi-Fi တမောက်ကျွန်တော် check ဆက်ရတယ်အဲ့ तू ကဒီ set ဝယ်ရမယ်ဒီ set ဝယ်ရမယ်ဒီ set ဝယ်ရမယ်ဒီလောက်ကုန်မယ်ပေါ့နော်2000ခွဲကုန်မယ်ထားလိုက်2000ခွဲလောက်ကုန်မယ်ဆိုတော့ okay အဲ့နဲ့ကျွန်တော်က2000ခွဲဆိုအရင်များတဲ့ပတ်ဆိုင်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကကိုယ်တိုင်လေ့လာလိုက်တယ်အဲ့တော့တင်တာဒီ Wi-Fi အလုပ်ပုံဒီဟာကြီးကဘာလဲ तू ပြောတဲ့ set ကဘာလဲ तू ဘာကြောင့်ဒီ set ကိုလိုတယ်လဲအဲ့လိုမျိုးပုံစံလုပ်လိုက်တော့နောက်ဆုံးသူ့ကိုတော့မလိုတော့ကိုပဲတန့်လိုက်တယ်ဗောနော်အဲ့တော့ပတ်စံအများကြီးတက်တာတယ်ဗောနော်ဘာလို့လဲဆိုတော့ပြဿနာကဘာလဲဆိုတော့လုပ်ငန်းလုပ်တဲ့အခါပြဿနာကအဲ့ဒီလူတွေကခင်ဗျားကိုဝယ်ခိုင်းလိမ့်မယ်အဲကွန်းဆိုလဲ10လုံးတတ်ခိုင်းလိမ့်မယ်ဒါမှမဟုတ်ရင်ပန်ကာဆိုလဲ10လုံးသူတို့အတွက်ကြတော့ပစ္စည်းဝယ်ပြီးရင်သူတို့ commission ရတယ်ပတ်စံရတယ်ကောင်းတယ်ပြီးရင်မြန်မြန် install လုပ်ရတယ်သူတို့လက်ခရတယ်ကောင်းတယ်ဗောနော်အဲ့တော့သူတို့အတွက်တွေကြီးပဲနောက်ပြီးတော့ပတ်စံကုန်မှလည်းခင်ဗျားပဲဆိုတော့သူတို့ကတိတ် view site မှာမဟုတ်ဘူးအဲ့လိုမျိုးအနေအထားတွေရှိတယ်ဗောကွာတလားအဲ့တော့တင်တန်းတော်တော်များတက်တာဆိုရင်လည်းကိုအဲ့ဒီဆရာကိုအရင်လေ့လာပါသူ့ရဲ့ background ကဘာရှိလဲပေါ့နော်တကယ်ဘယ်လောက်ထိတော်လဲပေါ့နော်နောက်တစ်ခုဒီဖြစ်နိုင်ရင်ကိုသူတို့ဘယ်လိုလုပ်လဲဆိုတာကိုအရင်လေ့လာပါတခါတလေကျတော့အရန်လွယ်တဲ့အရာတစ်ခုကကိုကပတ်စံပေးပြီးတော့တင်နေရတာမဟုတ်ဘူးဒါမှမဟုတ်ရင်ကိုတကယ်စိတ်ဝင်စားနေတာမဟုတ်ဘဲနဲ့ကိုတကယ်အတုံးချမှာမဟုတ်ဘဲနဲ့ဟိုပတ်စံကုန်ကြခံပြီးတော့တခုခုကိုလှုပ်လိုက်တာပေါ့နော်ဒါဆိုရင်တော့ဒါနောက်ကိုဟိုမွေးစီခေါ်တာနဲ့အတူတူပဲပေါ့ကွာโอเคဒီနေ့ကတော့တော့လောက်ပါပဲကျေးဇူးတင်ပါတယ် subscribe လေးလုပ်ပေးပါဦး